妈了，人比地偏下高人，都过来偏落那边了，都过来打打多的，讲多的是的，喏，妈妈人玩大的，可是到有地大玩嘛，没地没有干没洗到都没有玩喏，我们包了那无所谓喏，那地铁来不比讲那我洗的，我偏来到地铁啥多，可是到那了，都没你爸爸洗的喏，那都没那么比的，我把都没啥到的喏。OK，这样飞我没事，这个你们阿龙明个啦吧，看呀，给你那个知道，哎，这东阳呢，知道是啥标不多，谁说的批发的，给一种人嘛，你们你们啥标看呀？对，看我家了，看我那么比较家了，开始没去把那些。OK 吧？你妈妈说的我不能。我们有啊，OK，那来是做remote工们嘛，所以知道咯。啊，知道咯，啊，三亚都要下边以前我来米到没喏，给他妈妈知道的，为啥他们家里喏？啊，第个知道嘞，哎，这土哎，这妈妈批发的，OK。妈，那么你们啥标？那么你说的了。မလဲလဲဝင်နော်ဟုတ်ကဲ့ကကျွန်တော်ဒီ remote company ကိုရောက်လာတာကျမ်းမာရေးကြောက်လို့ပြောတယ်နော်ပြီးကျွန်တော်ထပ်ပြီးတော့မှတေးစိတ်ပြန်မေးပေးမယ်နော်ကဲအကိုနာမည်နဲ့မိတ်ဆက်ပေးပါဦးခင်ဗျာဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ကိုဝင်းအောင်လို့ခေါ်ပါတယ်မွန်လူမျိုးဖြစ်ပါတယ်ဩမွန်လူမျိုးမငေးတာโอเคခင်ဗျာနော်ကဲဒါဆိုရင်ကျွန်တော်တို့ဒါဒီနေ့မေးဖြေလေးကိုစတင်မှာဖြစ်ပါတယ်ခင်ဗျာပထမအရင်ဆုံးကျွန်တော်မေးချင်တာပေါ့နော်ဒီ remote စီးပွားရေးကိုကိုကကျမ်းမာရေးနဲ့ဖြစ်တယ်ဆိုတော့လေဘာကျမ်းမာရေးနဲ့အဓိကလာခဲ့တာလဲအဓိကကျမ်းမာရေးကရေပြားဆရာရေပြားတွေနှခမ်းတို့လက်ဘေးမျက်နှာတွေပေါ့အကွက်အပြူပြူတွေနဲ့ဖြစ်တယ်ဖြစ်တဲ့အခါကျတော့စေးကန်းသွားတယ်သူကအကွက်ပြူပြူဖြစ်တယ်ကြားလာတယ်ကြားလာတဲ့အခါကျတော့စေးကန်းသွားတော့ပိုးသက်စေးတောက်တယ်ပိုးသက်စေးထိုးတယ်ဆရာ၄နှစ်မှ၅နှစ်ကျော်ဝင်တယ်၄နှစ်၅နှစ်လောက်ဖြစ်လာပါပြီ။ဟောဒီရေပြားယောဂဖြစ်တာကိုကျွန်တော်က၄နှစ်၅နှစ်လောက်ရှိလာပြီဒါမှပြောပြတဲ့ပုံစံမျိုးဆိုရင်ပေါ့နော်။ဒါရေပြားယောဂကျတော့လက်တွေမှာဆိုလို့ရှိရင်ဒါဘယ်လိုပြောမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီချက်လေးတွေဖြစ်တာပေါ့နော်။ဖုဖလေးတွေဖြစ်တာပေါ့အဲ့လိုပုံစံမျိုးလေးတွေဖြစ်တာဒါကျွန်တော်တို့အရင်ဆိုရင်ရေပြားဆေးတွေပါတွေကုရတယ်နော်။၄-၅နှစ်လောက်ကိုကုခဲ့လာပြီးတော့မှဒါမတက်တာဘူးပေါ့နော်။တက်တာလိုက်ပြန်ဖြစ်လိုက်တက်တာပြန်ဖြစ်လာလိုက်အဲ့လိုမျိုးနေထားမှာအခုက remote ကကျွန်တော်ထုတ်လာတဲ့ဒီမှာဒီ NAS smooth file ပြီးကျမကြီး coffee ဒါတောက်တုံးနေတယ်မှာလက်ရှိဖြစ်ပါတယ်အခုမှဒီ plain data ကိုတောက်တုံးတာဘယ်နှ plain ရှိပြီလဲအခုဆိုရှင်3ပလင်းမြောက်3ပလင်းမြောက်ပဲရှိတယ်။အော်အဲ့ဒီမှာတော်တော်လေးသိတာလားနော်။ဒါမှစလာတော့ဆိုလို့ရှိရင်တော်တော်လေးအများကြီးရှိတယ်နော်။လည်းဖြစ်တယ်လက်ခံဟုတ်တယ်နော်။အခုဆိုရင်နှခမ်းလေးမှာဆိုလုံးဝမရှိတော့ဘူးနော်။လုံးဝတက်တာ။အော်လုံးဝအဆင်ပြေတယ်။ဟုတ်ကဲ့ဒါအခုရှင်းပါမယ်ဆိုတာကျမကြီးပိုင်းတော့မှအရင်ဆင်ပြေတယ်။ coffee နဲ့ဒါကျွန်တော်ဒါလေးကိုထုတ်သုံးသွားတာဖြစ်တယ်ပေါ့နော်။ကျွန်တော်တို့ဒီမှာကြည့်နေတဲ့မှာဆိုလဲကျမကြီးနဲ့ပတ်သက်ပြီးတော့ဂဲလေးကဒီချာအသေးစိတ်သိကျင်နေဆိုရင် remote စီးပွားရေးမှာလာရောက်မေးလို့ရတယ်နော်။ဒါကကြောင့်ကျွန်တော်တို့remote company ကထုတ်လာတဲ့ product တွေကတစ်ခုဖြစ်တဲ့ကျမကြီး NAS smooth file လို့ခေါ်ပါတယ်ခင်ဗျာနော်။အဲဒါမခိုင်စင်မိုးနဲ့ချိတ်ဆက်ပြီးရောက်လာခဲ့တာပေါ့နော်။အမအနေနဲ့အခုကိုမိတ်ဆက်တဲ့သူကဒီလိုမျိုးဆင်ပြေသွားတဲ့ခါကျတော့ကိုယ့်ရင်ထဲမှာဘယ်လိုမျိုးခံစားကိုယ့်ရတဲ့မှာဘယ်လိုပြခါစားရလဲဆိုဆရာကိုမိတ်ဆက်ပေးလိုက်တဲ့လူတယောက်ကကြားမရတဲ့လာတာပေါ့နော်ဟုတ်ကဲ့အဲ့ဒါကို तू အဆင်ပြေသွားတယ်ဆိုတော့ကိုလည်းပဲပြောမဆိုရှိရကုတုလည်းရဝါလည်းဝါတာပေါ့ဆရာအဲ့လိုမျိုးပေါ့အဲ့ဒါကြောင့်မလို့အရာကိုလည်းပတိဖြစ်တယ်အဲ့ဒီတဘာကိုအဲ့လိုမျိုးကူညီပေးရတဲ့အတွက်ကြောင့်ပေါ့နော်ကုတုလည်းရတာပေါ့ဆရာဒီလုံးနဲ့ကိုချိတ်ဆက်ပေးလိုက်တဲ့အတွက်ကြောင့်လို့တော့သူလည်းတက်တာသွားပြီနော်မမမျိုးကြီးလိုက်အနီကဘာမှမရှိတော့တော်တော်ကြီးတက်တာသွားတယ်မှာနော်မမလက်ကနည်းနည်းကြံတဲ့ဟာလေးပြပေးလို့ရလား6နေနော်တော်တော်ကြီး6နေပြီတွေ့အောင်မတွေ့ရတော့ဘူးတွေ့တော့မတွေ့ရဘူးဆိုရင်နော်ဆိုတယ်ဖြစ်တယ်6တယ်ဆေးပြတ်ရင်ပြန်ဖြစ်တယ်။အော်အရင်ဆိုတာဆေးတောက်ရင်တော့6သွားတယ်ဆေးပြတ်ရင်လည်းပြန်ဖြစ်သွားတဲ့ပုံစံမျိုးပေါ့နော်။ကဲဆေးဆိုတော့မင်္ဂလာ။နော်ဒါကကျွန်တော်တို့ကျမ်းမာရေးနဲ့ပတ်သက်ပြီးလို့ရှိရင်ဒါနောက်ထပ်ဒါကိုဝင်းအေးဖြစ်ပါတယ်ခင်ဗျာ remote စီးပွားရေးမှာဆိုစူးစမ်းလာတာ manager ရောက်ပြီပေါ့နော်။အချိန်တစ်ခုထိလည်းရောက်လာပြီဖြစ်တော့ကြောင်းမလို့ဒီလုပ်ကိုအခုချိန်ဒီရှေ့ဆက်နေတဲ့အဓိကအချက်ပေါ့။ဘာဖြစ်လို့ကိုရှေ့ဆက်တယ်လဲကိုဒီစီးပွားရေးစစ်စားလောက်တာကိုရမိပါကိုအထောက်အကူပေးရှင်တယ်ကိုမိသားစုကလည်းသူများနဲ့သူကြလို့ကိုဖြစ်ရအောင်ဒီစီးပွားစူးစမ်းရပါနော်စီးပွားဆိုရင်တော့အရင်မှအဆင်ပြေပါတယ်လောက်ရတယ်ရန်လုပ်ပြပါတယ်ဒီမိုစီဝိုင်းကိုလောက်ဖို့အားလုံးလည်းဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာနော်ဒါကြောင့်တိုင်းရင်းသားမောင်းစုံလည်းရှိတယ်ဒါကကိုဝင်းတို့မခိုင်စင်မို့လို့လိုမျိုးဆိုလို့ရှိရင်တော့ဒါကျမ်းမာရေးနဲ့မဟုတ်ပဲဒါစီးပွားရေးဦးစားပေးတာပေါ့နော်ဒါပေမဲ့လည်းကျမ်းမာရေးထုတ်ကုန်ပစ္စည်းကတော့ကျွန်တော်တို့တစ်ချိန်သက်သက်မှာရရှိသွားကြတာပဲကျမ်းမာရေးနဲ့လည်းရရှိသွားကြတဲ့သူတွေပဲပေါ့နော်ကိုယ်မိဘအတွက်လည်းပြန်ပြီးထောက်ပံ့ပေးနိုင်တဲ့သူတွေဖြစ်တယ်ဒီမမကတော့ရန်ပီတီဖြစ်ကြကောင်းတယ်သူကိုယ်တိုင်ဖြစ်လို့လာပြီးတော့သူကိုယ်တိုင်တက်တာသွားတယ်ကောင်းသွားတယ်ဖြစ်တယ်နော်မမအရန်ဝမ်းတာတယ်အခုဆိုတော်ရည်တိတာသွားတယ်မမသိယောဂမရှိတော့သူလိုမျိုးပဲနော်ဟိုမပေါ်လွင်တော့ဘူးဆိုတော့လေနော်ဒါဒီထက်လည်းပိုပြီးကောင်းလာဖို့ရှိတယ်ဘာဖြစ်လဲဆိုတော့ဒီတက်စာသူကအခုဆိုတောက်နေတာ3မလင်းနီးပါးပဲရှိနေတယ်နော်ဒါ3မလင်းတော့မပြည့်တယ်အခုမှ3မလင်းစားတောက်တာပေါ့နော်နောက်ထပ်ကျွန်တော်တို့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့တိတ်စိတ်သိကျင်တဲ့သူတွေရှိတယ်ဆိုရင် remote စီးပွားရေးလာလို့ရတယ်မမကတော့ကျွန်တော်အရေးပြားယောဂဖြစ်ပါတယ်ခင်ဗျာနော်ကဲကျမ်းမာရေးသမားတွေအားလုံးကိုဒီကျွန်တော်ဗီဒီယိုဖိုင်လေးကနေပြီးတော့ကြိုးစိုးပါရခင်ဗျာ拜拜